အားကစားချစ်သူပြည်သားများအားလုံးမင်္ဂလာပါ2025 FIFA Club World Cup ရဲ့ရှုံးတဲ့ပွဲစဉ် Real Madrid နဲ့ Juventus ပွဲစဉ်ရဲ့သုံးသက်ချက်လေးကိုအဆုံးထိလိုက်ပတ်ကြည့်ရှုပေးပါအောင်ဆိုသူလည်းမလို့ကြိုးစားပါရယ် Real Madrid နဲ့ Juventus တို့ရဲ့ဥရောပအသင်းကြီးနှစ်သင်းအားပြိုင်တဲ့ပွဲမှာဆိုရင် Real Madrid က 1-0 နဲ့ကပ်ပြီးတော့နိုင်သွားပါတယ် Real Madrid ရဲ့အသင်းရဲ့လူငယ်ကစားသမားလေးGonzalo Garcia ဆိုတဲ့ကစားသမား54မိနစ်မှာသွင်းယူပေးသွားတာဖြစ်ပါတယ်။ Real Madrid ကဘောလုံးပိုင်ဆိုင်မှုတာဘောတေချာကင်ပြီးဆော့ပြီးတော့ Juventus အသင်းကိုအသာစီးကနေဆော့သွားပါတယ်။ Juventus ကလည်းကောင်တာတွေမထင်မှတ်တဲ့လုံးတွေကနေပြန်လဲတိုက်စစ်ဆင်ပြီးတော့ချိန်ချမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ Real Madrid ရဲ့ဘောလုံးပိုင်ဆိုင်မှုကတော့58%နဲ့ Juventus ကတော့42%ဒီပွဲမှာအထူး highlight လုပ်ပြီး review လေးလုပ်ပေးချင်တာကတော့ Juventus ရဲ့ကောင်တာနဲ့လွတ်လွတ်ကျွတ်ကျွတ်6မိနစ်မှာကိုလိုမိုအာနီကဂိုးသမားနဲ့တူချင်းတွေ့မှာဂိုးသမားကိုတာလေးရှန်တေးလေးကြော်ပြီးတော့ဂိုးထည့်ခဲ့ပြီမဲ့ဂိုးဝါပေါ်ကြော်ပြီးတော့ခွင့်ရကောင်းတစ်ခုနဲ့ဆုံးရှုံးခဲ့ပါတယ်တကယ်ဟိုမှာကောင်းမွန်တဲ့ခွင့်ရတစ်ခုပေါ့ဂိုးသမားနဲ့1-1တွေ့ရဲ့ရခဲ့တဲ့အဆင့်ဆိုတာတောင်ယုံတိုင်အောင်အဆင့်မဟုတ်ပါဘူး10မိနစ်မှာကောင်တာကနေရီတစ်ကဆက်ရှိကိုက် area C ထိပ်ကနေအဝေးကန်ချက်နဲ့နောက်ထပ်ချင်းချောက်မှုတွေပြုလုပ်ခဲ့တယ်ဒီလုံးကလည်းချောင်မနီရဲ့အခြေအနေဖြတ်တားလိုက်တဲ့အခါမှာခြေထောက်ကိုမှန်ပြီးတော့တောင်ကန်ပေါ်ဖြစ်သွားတယ်29မိနစ်မှာမိနစ်30မှာစပြီးတော့ Real Madrid ကခွင့်ရရတယ်အမှန်နေFebruary ကခင်းပေးလိုက်တဲ့အတွင်းအောင်ဒါလေးလှိမ့်မောလေးခင်းပေးလိုက်တာကိုဘယ်လင်ကန်ပြေးဝင်ပြီးတော့ပိတ်လိုက်တာကိုသမားကာကွယ်ပြီးတော့ပြန်ထွက်လာတဲ့ဘောနောက်တန်းတွေကရှင်းထုတ်လိုက်ပါတယ်ဒီဘောပထမပိုင်း45မိနစ်ပြေးလို့အချိန်မို့3မိနစ်ရတဲ့အချိန်မှာပဲ February ကအဝေးကန်ချက်နဲ့ Juventus ကိုသမားအသေးအတန်ပုတ်ထုတ်ကာကွယ်သွားတဲ့အလုံးနဲ့ချိန်ချောက်မှုတွေပြုလုပ်ခဲ့တယ်ဒုတိယပိုင်းဆက်သက်ခြင်းမှာ46မိနစ်မှာဆိုရင်ဘယ်လင်ကန်ရင်ပတ်လေးနဲ့တားပြီးတော့ခင်းပေးလိုက်တဲ့ဘောကိုဘယ်ဗာဒီယာဘယ်ချီနဲ့အပြင်းကန်သွင်းပေမဲ့ဒီဘောကကန်ချက်မမှန်တဲ့အတွက်ဘေးထွက်သွားပါတယ်ဒီဘောကလည်းအနီးကပ်ပန်နယ်တီ area ထဲမှာပိတ်သွင်းရတဲ့အခွင့်အရေးကောင်းတစ်ခုပါ52မိနစ်မှာတော့ပန်နယ်တီစီးထိတ်နာမှာပန်နယ်တီစီးရဲ့ညာဘက်ထိတ်နာမှာဘယ်လင်ကန်ဘယ်ချီညာချီကံမယောင်ပြပြီးတော့ပြန်တုံလိုက်ပြီးတော့ညာချီနဲ့အပြင်းကန်သွင်းတဲ့ဘောကိုလည်းJuventus ကိုသမားပုတ်ထုတ်ကာကွယ်သွားပါတယ် Real Madrid ကစက်တိုက်ဖိကစားနေနဲ့52မိနစ်မှာပဲဒင်းဝိုင်ဆန်နောက်တန်းရှင်းထုတ်လို့ပြန်ထွက်လာတဲ့ဘောကိုအဝေးကနေချီကုံနဲ့အုပ်ပြီးကန်ချက်ကောင်းကောင်းကန်ခဲ့ပေမဲ့ကိုသမားပုတ်ထုတ်ကာကွယ်ခဲ့တယ်ဒီဘောကဒေါင်းကန်ဘောရတယ်ဒေါင်းကန်ဘောရတဲ့ဘိုးကိုအာရာဂူလာဖြတ်တင်ပေးတယ်ဂျူဗီနောက်တန်းနေရှင်းထုတ်တယ်အဲ့လိုရှင်းထုတ်တဲ့အားတွေပြန်ထွက်လာတဲ့ဘောကို Trent Alexander-Arnold က area တွေကိုဂိုးသမားရဲ့ရှေ့ penalty C area တွေကိုဖြတ်တင်ပေးလိုက်တဲ့ဘောကို Gonzalo Garcia ဆိုတဲ့လူငယ်ကစားသမားလေးကအပိုင်းခေါင်းတိုက်ပြီးတော့ဂိုးရရှိသွားပါတယ်တကယ်ကို Trent Alexander-Arnold ရဲ့ဖြတ်တင်ဘောတွေမှာတည်တက်လှပမှုချိန်နာကိုက်မှုတွေနဲ့ဒီဂိုးကို Real Madrid ကဥဆောင်ရရှိပြီးတော့ပွဲကိုထိန်းချုပ်ကစားသွားပါတယ်55မိနစ်မှာဂျူဗီကလည်းတံပြန်တိုက်စစ်ကနေတဆင့်ကွန်ဆေးဆောင်ကဘေးကုတ်အပြင်ကနေအပြင်းကန်ချက်ကိုဂိုးသမားကော်ထရိုက်ကာကွယ်မှုတွေထပ်လုပ်ခဲ့ရတယ်မိနစ်60မှာ Vinicius Junior ရဲ့တောင်ပန်းကနေဆွဲယူလာပြီးတော့အတွင်းထဲကိုခင်းပေးလိုက်တဲ့ဘောကလူနဲ့ထိပြီးတော့ပန်နယ်တီစီ area ထဲမှာမြောက်နေတဲ့ဘောအသင့်ဆောင်နေတဲ့February ကနောက်ပြန်ကန်ချက်နဲ့ကန်ခဲ့ပေမဲ့ကန်ချက်ကကောင်းတယ်ဂိုးသမားပုတ်ထုတ်ကာကွယ်သွားတယ်ဒီလုံးကလည်း February ရဲ့တကယ်နောက်ပြန်ဘိုင်စကယ်ကစ်နဲ့ကန်လိုက်တာတော်တော်ကောင်းမွန်ပါတယ်82မိနစ်မှာတော့ Juventus ကဖိကစားပြန်လဲတိုက်စစ်ဆင်တဲ့အချိန်မထင်မဲ့ဘဲနဲ့ Vinicius Junior ကောင်တာရသွားပြီးတော့အဲ့ကောင်တာကနေမာပေးနဲ့တွဲလုံးကနေပြီးတော့ဂျူဗီနောက်တန်းရှင်းထုတ်လိုက်တယ်ရှင်းထုတ်လိုက်လို့ပြန်ထွက်တာကိုဒီကုတ်ထိပ်မှာအသင်းဆောင်နေတဲ့အာဒါဂူလာအပြင်းကန်ချက်နဲ့
ဂိုးတဲ့ကံမိမဲ့ကိုသမားဆက်လက်ပြီးပုတ်ထုတ်ကာကွယ်သွားတယ်82မိနစ်မှာ6မာနီရဲ့အဝေးကန်ချက်လဲကိုသမားပုတ်ထုတ်ကာကွယ်သွားတယ်အဲ့လိုနဲ့ရီယယ်တင်ဟာဒီပွဲကိုတေးသေးချာချာဘောလုံးကိုကင်ကစားထိန်းချုပ်ပြီးတော့အနိုင်ကိုထိန်းကစားသွားရင်းနဲ့ဒီပွဲစဉ်ဟာရီယယ်မက်ဒရစ်ကနောက်တစ်ဆင့်ကွာတာဖိုင်နယ်ကိုတက်ရောက်သွားပြီဖြစ်ပါတယ်ဒေါ်မွန်နဲ့မွန်တာရီကတော့ဒေါ်မွန်တင်ဟာစောစောစီစီကိုတွေနဲ့မွန်တာရီကို2ဂိုးတကိုးနဲ့အနိုင်ရရှိသွားပါတယ်ပထမပိုင်းမှာတွင်းနဲ့တွင်းဂိုးတွေကိုထိန်းဆော့ပြီးတော့မွန်တာရီကဒုတိယပိုင်းမှာပြန်လဲခြေပါပေမဲ့ဒေါ်မွန်တင်ရဲ့ထိန်းချုပ်ကစားပြီးတော့ခံစစ်ပိတ်ဆော့သွားတဲ့ဟာနဲ့ဒေါ်မွန်တင်ကလည်းကွာတာဖိုင်နယ်ကိုတက်ရောက်သွားပြီဖြစ်ပါတယ်မိတ်ဆွေတို့ရောကွာတာဖိုင်နယ်မှာဘယ်အသင်းတွေကဆီမီဖိုင်နယ်ကိုတက်မလဲကွန်မန့်လေးမှာရေးခဲ့လို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ကောင်းကောင်းလေးနှိပ်ပြီးအားပေးပါအောင် TikTok Facebook ကိုလည်း follow လေးလုပ်ပေးကြပါအောင်နောက် quarter final တွေမှာပြန်လဲဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်